ခုတစ်ခေါက်တင်ဆက်သွားမှာတော့တွဲတွဲမျှဝေသင်နည်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်တွဲတွဲမျှဝေသင်နည်းရဆိုရင်သင်ကြားနည်းမှာအရန်ကိုထိရောက်တဲ့ method တစ်ခုဖြစ်ပါတယ်ကျောင်းသားတွေကိုအရင်ဆုံးစဉ်းစားစီပြီးတော့နှစ်ယောက်တည်းပြန်လည်ပြောဆိုခြင်းကနေမှသင်ခန်းစာမှာပါတဲ့အကြောင်းအရာတွေကိုနစ်ရှိုင်းနားလေသဘောပေါက်စေဖို့အတွက်ရည်ရွယ်ထားခြင်းဖြစ်ပါတယ်အဲ့သင်ကြားနည်းမှာဆိုရင်အဆင့်3ဆင့်ပါပါတယ်ပထမဆင့်ကတော့ကိုယ်တိုင်စဉ်းစားခြင်းဒုတိယဆင့်ကတော့နှစ်ယောက်တည်းပြန်လည်ပြောဆိုခြင်းတတိယဆင့်ကတော့တဒန်းလုံးကိုမျှဝေခြင်းဆိုပြီးတော့အဆင့်3ဆင့်ရှိပါတယ်ပထမဆင့်ကတော့ကိုယ်တိုင်စဉ်းစားခြင်းအဲ့မှာကိုယ်တိုင်စဉ်းစားတဲ့အခါမှာဆရာကနေမှကြောင်းသားတွေကိုမိကိုလေးမေးလိုက်တယ်မိကိုလေးမေးလိုက်တာကိုကြောင်းသားတွေကတယောက်ချင်းစီအရင်ဆုံးစဉ်းစားရတဲ့နည်းလမ်းဖြစ်ပါတယ်အဲ့ဒီ method ကိုသုံးတဲ့အခါမှာကြောင်းသားတွေကစဉ်းစားဉာဏ်နဲ့ရင်တန်လာမယ်ထူးချွတ်ထက်မြက်လာမယ်အဲ့ပြီးတော့ဆရာကနေမှစတင်တဲ့အခါမှာတဒန်းလုံးကပါဝင်လာတဲ့နည်းလမ်းလည်းဖြစ်ပါတယ်နောက်တစ်ဆင့်နှစ်ယောက်တည်းပြန်လည်ပြောဆိုခြင်းပေါ့နော်တယောက်ချင်းစဉ်းစားလို့ရလာတဲ့ဖြေတွေကိုနှစ်ယောက်တည်းတွဲပြီးတော့ပြန်လည်ပြောဆိုပြီးတော့ဆွေးနွေးတဲ့လုပ်ငန်းစဉ်ပေါ့နော်အဲ့ဒီအခါမှာနှစ်ယောက်တည်းတွဲတဲ့အခါမှာပထမတစ်ယောက်ကနေမှဒုတိယတစ်ယောက်ကိုသူ့ရဲ့အတွေးတွေအမြင်တွေအယူဆတွေဒါတွေပြောမယ်ပေါ့နော်အဲ့မှာခုနကနားထောင်တဲ့တစ်ယောက်ကလည်းအခုတစ်ခေါက်ကျရင်ပြန်ပြောမယ်ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့တငယ်ချင်းရဲ့အမြင်တွေကိုယ့်ရဲ့အမြင်တွေကိုအပြန်အလှန်ပြောဆိုပြီးတော့ညှိနှိုင်းဆွေးနွေးပြီးတော့ဆောင်ရွက်ကြတယ်ပေါ့နော်အဲ့လိုဆောင်ရွက်တဲ့အခါမှာသင်ခန်းစာနဲ့ပတ်သက်တဲ့အဖြေတစ်ခုလည်းရအောင်ဒီကိုညှိနှိုင်းပြီးတော့ဆောင်ရွက်ကြတယ်ပေါ့နော်အဲ့လိုဆောင်ရွက်တဲ့အခါမှာအကြောင်းသားတွေကနှစ်ယောက်တွဲတဲ့အခါမှာရှူထောင့်တွေမျိုးကိုယ်တငယ်ချင်းရဲ့အမြင်တွေရှူထောင့်တွေမျိုးကိုလည်းကိုယ်တွေ့ရမယ်ပေါ့နော်ငင်းခုန်တွေလည်းဖြစ်ကြမယ်အဲ့ဒီကနေမှသူတို့ကဗာလဲအဖြေတစ်ခုလည်းရအောင်ညှိနှိုင်းပြီးတော့ဆောင်ရွက်တက်လာမယ်ပေါ့နော်နောက်တစ်ချက်ကကြတော့နှစ်ယောက်တည်းပြန်လည်ပြောဆိုခြင်းမှာနောက်တစ်ချက်ကကြတော့အတန်းရှိမှာလူအများကြီးရှိမှာပေါ့နော်စကားပြောရမှာကြောက်တဲ့ကလေးတွေရှစ်တက်တဲ့ကလေးတွေတို့ဒီလိုကလေးတွေဆိုရင်ကိုယ့်ရဲ့တငယ်ချင်းနဲ့အရင်ဆုံးဆွေးနွေးပြီးတော့တိုင်ပင်ရတယ်ပြောဆိုရတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ကိုယ်ကိုယုံကြည်မှုပို့ပြီးတော့တိုးလာတယ်ပေါ့နော်နောက်ဆုံးချက်ကတော့တဒန်းလုံးကိုမျှဝေခြင်းပေါ့နော်တဒန်းလုံးကိုမျှဝေခြင်းဆိုတာနှစ်ယောက်တည်းပြန်လည်ပြောဆိုလိုက်ကြတယ်နှစ်ယောက်တည်းဆွေးနွေးလိုက်ကြတယ်အဲ့ရလက်တီကိုတခြားတငယ်ချင်းနှစ်ယောက်တည်းရလာတဲ့သူတို့ရဲ့တင်ပြချက်တွေဆွေးနွေးချက်တွေဒါတွေနဲ့ဟိုသူတို့ကနားထောင်ပြီးတော့ခါကြတော့သူတို့ရဲ့အမြင်တွေသူတို့ရဲ့အတွေးတွေသူတို့ရဲ့အယူဆတွေဒါတွေအကုန်လုံးနားထောင်ပြီးတော့ခါကြတော့ဆွေးနွေးတတ်မယ်ဝေဖန်တတ်မယ်သုံးသပ်တတ်မယ်ပေါ့နော်အဲ့ခါမှာကလေးတွေကကိုယ့်ရဲ့အမြင်တွေမကဘူးကိုယ့်ရဲ့တငယ်ချင်းရဲ့အမြင်တွေမကဘူးတခြားတငယ်ချင်းတွေရဲ့အတွေးတွေအမြင်တွေဒါတွေအကုန်လုံးကိုပါသူတို့ကမြင်လိုက်ကြားလိုက်ရတဲ့အခါမှာသူတို့ရဲ့ဆွေးနွေးတာတွေကိုသိလိုက်ရတဲ့အခါပါပေါ့နော်သင်ခန်းစာရဲ့အကြောင်းအရာကိုကအဖြစ်လဲအဓိပ္ပာယ်ကိုသူတို့ကကြည်ပြန့်လေးနဲ့သူတို့ကနားလည်လာတာပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာဆိုရင်ဒီသင်ခန်းစာနဲ့ပတ်သက်တဲ့ဒီရဲ့သင်ကြားနည်းနဲ့ပတ်သက်တဲ့မိဖို့အမျိုးအစားတွေကိုလည်းကျွန်မကတင်ဆက်သွားပါမယ်ပြီးရင်ဒီသင်ကြားနည်းရဲ့အားနည်းချက်တွေအားသာချက်တွေလည်းကျွန်မကဒီမှာတင်ဆက်သွားပါဒီသင်ကြားနည်းရဲ့အနှစ်ချုပ်ကိုလည်းကျွန်မပြောသွားပါမှာပေါ့နော်ကျွန်မရဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်မရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုရင်တော့ဒါတို့တီချီ blog YouTube channel လေးကို subscribe လုပ်ပြီးထားကြဖို့လည်းမမေ့နဲ့နော်နောက်ဗီဒီယိုမှာအားလုံးပြန်ဆုံကြမယ် bye bye